အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုတော့ဖြစ်ပါတယ်ဒီနေ့ဇူလိုင်30ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီနေ့ကတော့အစိုးရရဲ့ဒီရက်တရာစီမံကိန်းပြည့်မြောက်တာကြောင့်နိုင်ငံတော်ခြေပြမိန့်ခွန်းဆိုပြီးတော့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကလွှတ်တော်မှာမိန့်ခွန်းလာပြောတာတွေ့ရပါတယ်ဒီကတော့အစိုးရရဲ့ policy ဘိုင်းဆိုင်ရာတွေပါတယ်ပြောတာပေါ့နော်ဒါပေမဲ့ဒီအစိုးရရဲ့ရက်တရာစီမံကိန်းမှာအောင်မြင်တဲ့လောက်လဲအောင်မြင်တယ်လို့ပြောရမှာဖြစ်ပါတယ်ဒီကုန်စည်နှုန်းနဲ့ပတ်သက်လို့လဲတချို့ဟာလေးတွေထိန်းနိုင်တယ်ဆိုရင်တော့ပေါ့နော်ထိန်းနိုင်တယ်ဆိုရင်တော့ထိန်းနိုင်လာတဲ့အနေအထားတွေ့ရပါတယ်အရင်လိုဒလဟောဒလချန်ကြီးမဟုတ်တော့ဘဲနဲ့ထိုက်တယ်လေးထိန်းနေဆိုတဲ့သဘောမျိုးတွေ့ရတယ်နောက်တစ်ခုတော့အရေးကြီးဆုံးကတော့ဒီစစ်ရေးပေါ့နော်စစ်ရေးနဲ့ပတ်သက်ပြီးတော့လဲတော်တော်လေးထိန်းနိုင်တာတွေ့ရတယ်ဒီမကွေးတိုင်းစကိုင်းတိုင်းကအဆက်ကဒီနေရာတွေကိုထိန်းချုပ်တယ်အခုဆိုရင်ဒီမကွေးတိုင်းတွေကဒီအညာတူပိုင်းလိုနာမည်ကြီးတဲ့နေရာမျိုးကိုထိုးစစ်ဆင်နေတာဒီနေ့ထိတော့ဒီထိုးစစ်ဆင်နေတာအညာတူပိုင်းနားကိုရောက်နေပြီလို့တော့သိရတယ်ဒါပေမဲ့အားလုံးအလုံးစုံထိန်းချုပ်နိုင်တဲ့အနေအထားမျိုးတော့မရှိသေးဘူးနောက်တစ်ခုကမုံရွာကလေးဝရာကြီးလမ်းမိုင်းထိန်းချုပ်နိုင်တယ်ဒီနေ့ဆိုရင်ကလေးတမူလမ်းကြောင်းကိုထိန်းချုပ်နိုင်တယ်နောက်တစ်ခုကဒီကရင်နယ်မြေတွေပေါ့နော်ကရင်နယ်မြေတွေမှာဆိုလို့ရှိရင်တော်တော်လေးထိန်းချုပ်ထားနိုင်တာတွေ့ရတယ်ဒီမြဝတီဆိုလို့ရှိရင်နေဆက်နာတီထိုင်းနေဆက်နာထုတ်ပေါက်ဝင်ရောက်ပြီးတော့ဒီအကြမ်းဖက်တွေကိုနှိပ်ကွပ်နေတာတွေ့ရတယ်တချို့လဲ AR တိုင်းထဲမှာဒီစိတ်ဝင်တာတွေလည်းရှိပါတယ်ဒါပေမဲ့ဒါတွေကိုလည်းထိုက်တဲ့လောက်တော့လိုအပ်တဲ့စစ်စင်ရေးတွေလုပ်နေတာတွေ့ရပါတယ်နောက်တစ်ခုကတော့အဲ့ဒီ AR တိုင်းဘက်မှာဆိုလို့ရှိရင်တဝဲမောတောင်တကြောကိုထိန်းချုပ်ထားနိုင်တာလည်းတွေ့ရတယ်တဝဲမောတောင်တကြောမှာလည်းစစ်ရေးအရထိန်းချုပ်ထားနိုင်တာတွေ့ရတယ်နောက်တစ်ခုကရခိုင်အနေနဲ့ပတ်သက်လို့လည်းစစ်စင်ရေးကိုထိထိရောက်ရောက်လောက်တာတွေ့ရတယ်ပေါ့နော်စစ်စင်ရေးထိထိရောက်ဆိုတဲ့နေရာမှာဒီလေကြောင်းတိုက်ခိုက်တယ်ဆိုရင်လည်းအရင်လိုမဟုတ်ဘဲနဲ့အရင်လိုဟန်ပြလောက်မဟုတ်ဘဲနဲ့တကယ်ကိုထိထိမိမိတိုက်ခိုက်လာတာတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကဒီအကြမ်းဖက်တွေရဲ့ဒီဘဏ်လုပ်ငန်းတွေငွေကြေးစီးဆင်းမှုတွေကိုထိရောက်တဲ့ဟန်တာမှုတွေလှုပ်ဆောင်လာနိုင်တာတွေ့ရတယ်ပေါ့နော်အများစုတော့ဒီမစိုးဘူးပေါ့နော်ဒါပေမဲ့ကုန်စည်နှုန်းနဲ့ပတ်သက်ပြီးတော့တိတာထင်ရှားတဲ့ဒီအရွေးတစ်ခုတော့မရောက်သေးဘူးပေါ့နော်ဒါလည်းရှေ့လျှောက်ဆက်ပြီးတော့ဒီမူဝါဒခိုင်ခိုင်မာမာနဲ့ဆက်ပြီးသွားမယ်ဆိုရင်ကျွန်တော်တို့မျှော်လင့်တဲ့အနေအထားကိုရောက်လာမယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုတော့ဖြစ်ပါတယ်